အခုဒီ mood တွေကိုကျွန်တော်တိဆောက်ပုံတွေကိုကျွန်တော်အလွယ်ပြောသွားမယ်เนาะကျွန်တော်တို့ MOOD mood ဆိုတာစကေးတက်မဟုတ်ဘူးကျွန်တော်တူညီတဲ့ note တွေကို home လုပ်ပြီးပြီးသွားတာပေါ့เนาะဒါကိုတဘောစိတ်ခံစားချက် feeling ပေါ့เนาะ emotion တက်တက်နဲ့ပြီးတာဒါ MODE mode ကြတော့သူကပုံစံစနစ် character ပေါ့เนาะအဲ့တဘောကိုကိုတွေဓာတ်ရိုက်ကိုပြောခြင်းစနစ်ကိုပြောခြင်းပေါ့เนาะအခုက mood 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 ပေါ့เนาะIonian ဆိုတာ CO home လုပ်ပြီးဒီမယ် C D E F G A B C ဒီထဲမှာပါဝင်ပြီးပြီးရမယ်ဒီလို body လေးတွေထဲမှာဒါလေးတွေကိုပတ်ပြီးပြီးမယ်ဆိုရင်ဒါက Ionian mood နဲ့ပြီးတယ်လို့ပြောမယ်เนาะနောက်တစ်ခါကျွန်တော်မြန်လေးပဲပြောရDorian mood ဆိုလို့ချင်းကျွန်တော်တို့ DO home လုပ်ပြီးပြီးလိုက်ပါเนาะ DO home လုပ်ပြီးပြီးမယ်ပုံနဲ့ D E F G A B C D pattern တွေထဲမှာအခုဒီကနေစမယ်ဒီကနေစုံပြီးတော့မှအဲ့ဂျားတွေကတီးတဲ့ mood ကိုကျွန်တော်တို့ Dorian mood လို့ခေါ်တယ် scale လို့မတတ်မှန်းနဲ့เนาะနောက် Phrygian ဆိုတော့ကျွန်တော်တို့ E ကို home လုပ်ပြီးတည်လိုက်တာเนาะ major ရဲ့တတိယ note ပေါ့เนาะအဲ့ဒါကိုတီးလိုက်မယ် E F G A B C D E เนาะအဲ့တော့ဒါလေးကကျတော့ E ကို home လုပ်ပြီးတီးတဲ့အတွက်ကြောင့်မို့တော့ Phrygian လို့ဒါမှတ်ထားပြီเนาะနောက် Lydian ကျတော့ကျွန်တော်တို့fa got ပေါ့နော် F ကို home လုပ်ပြီးပြီးမှာเนาะအဲ့တော့ F G A sorry F G A B C D E F ဒါ major ထဲမှာအများဆုံးပါမယ်ဒီလို major ထဲမှာတွားနေတဲ့ဆိုတော့မှာတီးတဲ့မှုကို Lydian မှုလို့ခေါ်မှာเนาะဒါကMissolidian ကျတော့ကျွန်တော် G ကို home note ဖြစ်တည်လိုက်တာเนาะ home note ဖြစ်တည်လိုက်မယ် G A B C D E F G တော့ဒီလို pattern တွေထဲမှာဒီလိုသုံးချမယ်ဆိုလို့ရှိရင် Missolidian mood နဲ့တီးနေတယ်လို့ပြောမယ်เนาะ Aeolian ကျတော့သူကဒီ A ကို home လုပ်လိုက်ပါเนาะ A note ကို home လုပ်လိုက်မှာ A B C D E F G A ဒီမှာလာတဲ့မဲ့သားဒါဒီထဲမှာတီးတဲ့ဟာတော့ minor မှုထဲမှာဝင်သွားမယ် Aeolian เนาะအဲ့တော့ A B C D E F G A เนาะဒါ Aeolian မှုထဲမှာတီးတယ်လို့ခံစားပြီး scale လို့မတတ်မှတ်နဲ့เนาะနောက် Logrian ကျတော့ကျွန်တော် B note လို့ဟို home လုပ်တည်လိုက်တာ B ကိုเนาะအဲ့တော့ B C D E F G A B เนาะတဘောဒီလိုတွေသွားမယ်ဒီ minor ထဲမှာပါတဲ့ mood ထဲမှာတော့ရောက်သွားမယ်ဒါစိတ်ခံစားချက်နဲ့ဒီ Logrian ပုံစံနဲ့ဒီမှာဒီ note လေးကိုเนาะအခုဒါတွေကိုအခုလောလောဆယ်ကကျွန်တော်အချိန်များလို့အမြန်ပြောတာဒါတွေပြောလို့ရှိရင်ဒီ Dorian ဘယ်မှာသုံးရတယ် Phrygian ဘယ်မှာသုံးရတယ်ဘယ်မှာအသုံးချလဲဆိုတော့တခါပြန်တော့မှသင်ခန်းစာတစ်ခုရှိမှာပေါ့เนาะအခုကအချိန်မလောက်လို့အဆင်ပြေကြပါစေ